လူတစုကကင်မရာကစိတ်တွေနဲ့ရေမောရင်အရန်တို့သမီးတွေရဲ့ခန္ဓာကိုယ်ကိုရှောင်းနှိုက်ဖို့စတင်လိုက်ကြတယ်ဂျိုးချန်ရဲ့လက်ဖွားကြီးတစုံကကျမစီကိုတိုးဝင်လာချိန်မှာတော့ကျမကသူ့မျက်နှာကိုပါရိုက်ချက်ပြင်းပြင်းတစ်ချက်ကျွေးလိုက်တယ်သူကတကားတိုက်ဖွင့်တုန်းကအားရင်တော်တော်ကုန်ထားတာမို့လို့ဒရင်တရိုင်နဲ့ခြေလန်းနေငယ်နောက်ဆုတ်သွားပြီးကျန်းပြင်ပေါ်ကိုတောင်လဲကျသွားတဲ့အတွက်တခန်းလုံးဝါခန့်နဲ့ရေမောတန်တွေထွက်ပေါ်လာခဲ့တယ်သူကအဆက်လဲရအမျက်လဲထွက်ပြီးပြန်ထလာကဒေါသပုံချဖို့ပြင်လိုက်စင်မှာပဲမင်္ဂလာနေ့ထူးနေ့မြတ်ကြီးမှာပြောစရာအထိမ်းမှတ်လုပ်တာပဲဟာအရှုံးမခံနိုင်တာတော့မဟုတ်ပါဘူးနော်ပြောလိုက်စမ်းမှာဟုတ်တယ်အတိအကျပဲအလှလေးရဲ့ပါရိုက်ချက်ကတိုက်ခတ်လာတဲ့မှုပြက်နဲ့လင်းကြီးလေးလိုပဲဒါကမင်းကိုဖျားပေးတဲ့ဆုလက်ပဲပါရိုက်တန်ပြီးရွှေ1000ထွက်တယ်လေကျမကရှောက်ပြီးရောနောအော်ဟစ်ပေးလိုက်တော့သူလဲမျက်နှာအမူအရာကိုပြန်ထိန်ပြီးခေါင်းနဲ့ပြန်သွားတယ်ဒါပေမဲ့သူကတိုးတိုးလေးနဲ့မင်းကိုခဏနေကြရင်ငါအသေးသက်မယ်လို့ရေရွတ်လိုက်တာကိုကျမကြားလိုက်ရသေးတယ်မင်းတို့တွေဖက်နှက်ကိုမြ мян မရှာကြသေးဘူးလားခဏနေအချိန်နောက်ကျသွားရင်မင်းတို့ကိုပဲအပြစ်တင်ရတော့မှာနော်လူကျန်းရွံကသူ့ညီကိုတွေကိုစပြီးလှုံ့ဆော်လိုက်တယ်သူတို့တတိုက်အခန်းထဲမှာတစ်တာတွေမှောက်ခုံလန်းပြီးရှာဖွေကြပေမဲ့နောက်ဆုံးကြံတဲ့ဖက်နှက်တစ်ဖက်ကိုဘလို့မှရှာမတွေ့ကြဘူးမဖြစ်ဘူးသူတို့ကိုဒီတိုင်းဆက်ပြီးအရှာခိုင်းလို့မဖြစ်ဘူးဒီခန်းထဲမှာကြာကြာနေလေကျမအတွက်ပို့ပြီးအနေရများလေပဲဖက်နှက်ရှာတွေ့တဲ့လူကိုကျမကိုယ်တိုင်နောက်ထပ်စုချင်းငွေရွှန်1000တန်ဖိုးရှိတဲ့စာအိတ်အနီးပေးမယ်သူတို့သမီးကတုံလို့ခြောက်ချသွားပြီးကျမဘာလို့ဖို့ကြံစီနေမှန်းသူမှမသိတော့ဘူးကိစ္စမရှိဘူးလင်းလင်းရဲ့မင်္ဂလာနေ့ထူးနေ့မြတ်မှာငါကနေ့အတွက်ကံကောင်းခြင်းလက်ဆောင်တွေပို့ရအောင်ဝိုင်းကူပေးရမှာပေါ့ကျမကစကားပြောရင်းနဲ့ကိုတင်မွေရအောက်ကိုမျက်စိမိတ်ပြပြီးအချက်ပြဖို့မမေ့ခဲ့ဘူးဒီယောက်ျားတစုထဲမှာတော့ငွေမက်တဲ့လူဒါမှမဟုတ်ကင်မရာကမက်တဲ့လူဒါမှမဟုတ်နှမျိုးစလုံးမက်တဲ့လူတွေပဲရှိကြတာပါစုကြီးကြီးပေးရင်ရဲရဲနဲ့သူထွက်လာစမြဲပဲဆိုသလိုတယောက်ကရွှန်1000ဆိုတဲ့အတန်ကိုကြားတာနဲ့ဘာတခွန်းမှမပြောပဲတို့သမီးကိုပါဆွဲလန့်ပစ်ပြီးငွေရအောက်ကဖက်နှက်ဝက်ထားတဲ့နေရာကိုရှာဖွေကဖက်နှက်ကိုထုတ်ယူလိုက်တော့တယ်တကယ်ပေးမှလားကျမကလူအားလုံးရဲ့ရှေ့မောက်မှာတင်သူ့စီကိုရွှန်3000အရင်လွှဲပေးလိုက်တယ်အရင်ဆုံး3000လွှဲပေးမယ်ကျန်တဲ့9000ကိုတော့ကားပေါ်ရောက်မှထပ်လွှဲပေးမယ်ဖက်နှက်လဲရှာတွေ့သွားပြီဖြစ်လို့တို့သားကတို့သမီးကိုဖက်နှက်စီးပေးပြီးရင်အားလုံးဟိုတယ်ကမင်္ဂလာဆောင်ကျင်းပမဲ့နေရာကိုတွားရတော့မှာဖြစ်ပါတယ်နေဦးလေကစားရမယ့်ဂိမ်းတွေကြံသေးတယ်လေရှူရှင်းယူကပြောလာတယ်ကျမရိပ်မိလိုက်ပြီးအရင်ဘဝတုန်းကတေးသေးချာချာပြင်ဆင်ထားခဲ့တာတွေကကျမကို1060ဖို့တီးတန့်လုပ်ထားတာပဲကိုကျမတို့သဘောတူညီချက်ကိုတော့မဆောင်ပဲသူမကမှုလိုက်တဲ့ပုံစံမျိုးနဲ့ဂိမ်းကိုစတင်လိုက်တော့တယ်ကဲကျမတို့အရင်သဘောတူထားကြရအောင်ကျမတို့အားလုံးကလင်းလင်းရဲ့အခင်ဆုံးတငယ်ချင်းညီမတွေဟုတ်တယ်မလားဟုတ်တယ်လင်းလင်းရဲ့မင်္ဂလာဆောင်ကပြောစရာကောင်းဖို့ပဲလို့လားဆိုတော့ဒီဂိမ်းကိုကျမတို့တွေကစားရဲရမှာပေါ့ဟုတ်တယ်မလားကျမကလည်းဘေးကနေဝိုင်းပြီးထောက်ခံလိုက်ပေမဲ့ရင်ထဲမှာတော့အရင်ဘဝကမိမိကိုတကယ်လူကြောင်ကြောင်တယောက်ပဲလို့ချိန်ဆနေမိတယ်ဘာဂိမ်းလဲဆိုတာတော့တေးသေးချာချာမသိဘဲနဲ့1600ထဲကိုတန်းတန်းမမတ်ခုံစင်းခဲ့မိတာကိုပျော်ဖို့တက်တက်ပဲမို့လို့ခေါင်းဆောင်တာမျိုးမလုပ်သေးနော်သူမကပြောရင်းနဲ့ဆေးလိတ်ထားသလိုစက်ကူလိတ်လေးတစ်လိတ်ကိုထိုးပေးလာပြီးဒါကစက်ကူလိတ်လိုက်တာဖြစ်လို့ဘာသာသားပဲပေါ်အဲ့ဒီအတိုင်းလုပ်ရမယ်လို့ပြောတယ်အရင်ဘဝတုန်းကသူမကကျမကိုနှိုက်မိတဲ့စက်ကူလိတ်ကိုဖွင့်ခိုင်းခဲ့တယ်အထဲကအကြောင်းအရာကတော့အရန်တို့သားတွေအတင်းအာရမကျင့်တာခံရမယ်ဆိုတာဖြစ်နေခဲ့တယ်ရှူရှင်းတွေကသူမလက်ထဲကစက်ကူလိတ်ကိုဖွင့်တော့မယ့်အချိန်မှာပဲကျမကကြားဖြတ်အကြံပြုလိုက်တယ်ရှင်းရီစက်ကူလိတ်တွေကိုနေရေးထားတာမှန်ပေမဲ့ဒါကနှိုက်ရတာဆိုတော့ကျမတို့တွေကြပန်းပြန်ခွဲဝေရအောင်လေနင်ကမေးခွန်းထုတ်တဲ့လူဆိုတော့နင်ကနောက်ဆုံးမှရွေးရမယ်ပြန်ခွဲမနေပါနဲ့တော့အားလုံးကအတူတူပါပဲမရဘူးပြန်ခွဲမှဒီလိုမှပို့ပြီးစိတ်ဝင်စားဖို့ကောင်းမှာဟုတ်တယ်မလားကျမကလက်ကျန်ငွေ9000ကိုလာယူဖို့စောင့်နေတဲ့အဲ့ဒီယောက်ျားကိုတစ်ချက်ဝေးကြည့်လိုက်တယ်ဟုတ်တယ်လဲမနေနဲ့တော့သူစကားတောင်ဆုံးအောင်မပြောနိုင်ခင်မှာပဲကျမကရှူရှင်းရွေရဲ့လက်ထဲကစက်ကူလိတ်ကိုလူယူလိုက်တယ်အခြားလူတွေလည်းတခုခုမမှန်တာကိုရိပ်မိသွားပုံရပြီးသူတို့ရဲ့စက်ကူလိတ်တွေကိုအတီးတီးစုပ်ကင်ကနောက်ကိုစုပ်သွားကြတော့တယ်မင်းတို့မိမတွေဟာတကယ့်ကိုအချိန်ဆွဲပြီးစကားများလွန်းတာပဲမြန်လို့ငါတို့အကိုလူနဲ့မရီတို့ရဲ့မင်္ဂလာကိစ္စကြီးကိုအချိန်မနှောင့်နှေးစေနဲ့ဂျိုးချန်ကဆဲဆိုနဲ့ရှူရှင်းရွေရဲ့လက်ထဲကစက်ကူလိတ်ကိုလူယူပြီးလူတိုင်းရဲ့ရှေ့မှာဖတ်ပြလိုက်ပါတော့တယ်ဟာဒီအလှလေးနိုင်မိတာကအရန်တို့သားတွေမူစကူဒူးတာကိုကောင်းကောင်းကြီးခံရမယ်တဲ့